ဇန်နဝါရီလ17ရက်နေ့ငါတို့အားပေါ်ထွန်းလက်တဲ့သောဖုံးကိုထောက်သောယခုမျက်မှောက်ကာလ၌ခံရသောဆင်းရဲဒုက္ခကိုပမာဏမပြုထိုင်ဟုငါသဘောရှိယောဘဩဝါဒစာခန်းကြီး8ခန်းငယ်18တမန်ကျမ်းစာတစ်ခုလုံးတွင်ခရစ်ယာန်တဦးအနေဖြင့်လူသားတို့ကြုံတွေ့ရင်ဆိုင်ရမည်ဘေးဒုက္ခများနှင့်တဘာဝဘေးအန္တရာယ်အမျိုးမျိုးမှကင်းလွတ်ခွင့်ရှိမည်ဖြစ်ကြောင်းဖော်ပြထားခြင်းလုံးဝမရှိပေသို့သောသခင်ယေရှုနှင့်ဆက်နွယ်မှုရှိသူတိုင်းဘေးဒုက္ခမျိုးစုံမှဖြစ်စေအခက်အခဲမျိုးစုံမှဖြစ်စေကပ်ဘေးမျိုးစုံမှဖြစ်စေပုဂ္ဂိုလ်ရေးဆိုင်ရာဆင်းရဲဒုက္ခဝေဒနာမျိုးမှဖြစ်စေတဘာဝလုံးခွန်အားများနှင့်ရင်ဆိုင်နိုင်မည်ဖြစ်ပါတယ်ကနဦးခရစ်ယာန်များအနေဖြင့်စုံစမ်းနှောက်ယှက်ခြင်းအခက်အခဲနှင့်စိတ်သက်ကြစရာများကြုံတွေ့ခဲ့ရစဉ်ကာလအတွင်းကပင်စိတ်နှလုံးထဲတွင်ပျော်ရွှင်မှုခံစားရပါတယ်ထိုသူတို့အနေဖြင့်သခင်ယေရှုအတွက်မျိုးမျိုးသောဒုက္ခများကြုံတွေ့ခဲ့ရသည့်တိုင်ကံအကြောင်းမလာခြင်းသို့မဟုတ်ဝင်တော့ဝင်ဖို့အဖြစ်မခံယူဘဲဤသို့ကြုံတွေ့ခံစားရခြင်းသည်ပင်ထိုက်တန်သည့်ဂုဏ်ယူစရာအတိဖြစ်ပါတယ်တသက်ခံခွင့်ရသည်ဟုခံယူကြပါတယ်သခင်ယေရှုဘဝဖြစ်စေတွင်မိမိတို့ကယ်တင်ခြင်းရရန်အတွက်လှုပ်ဆောင်ခဲ့သည့်များကိုအမှတ်ရလျက်ဤသို့ကြုံတွေ့ခံစားရသည်ကိုလက်ဝါးကပ်တိုင်ကဲ့သို့မခံယူဘဲအခွင့်အရေးတရက်ဟုမှတ်ယူကြပါတယ်ဤဒီမှာလည်းခရစ်ယာန်များအနေဖြင့်ထာဝရအသက်တာပိုင်ဆိုင်ထားပြီးဖြစ်ရာဤသို့သောစုံစမ်းနှောက်ယှက်ခြင်းများကိုရှင်းလင်းစွာဖြင့်ခံယူကြပါတယ်အခက်အခဲဖိအားများလေလေကောင်းကင်ဘုံ၏ခန္ဓာထဲဝါခြင်းကိုမျှော်ကြည့်ပြီးရင်ဆိုင်နိုင်လေလေဖြစ်ပါတယ်နာဂတ်အသက်တာအားမျှော်ကြည့်တွေးကြည့်ခြင်းဖြင့်မိမိလုပ်ပိုင်ခွင့်နှင့်ပျော်ရွှင်မှုများကိုသိမြင်နိုင်စေကာလက်ရှိအခက်အခဲများကိုယာယီကိစ္စရပ်များကိုခံယူနိုင်ကြပါတယ်ယနေ့အတွက်ဆုတောင်းခြင်းအိုအဖဘုရားသခင်ကျွန်တော်တို့ဘဝအသက်တာမှာကြုံတွေ့ရတဲ့ဖိစီးမှုတွေနဲ့ဆင်းရဲဒုက္ခတွေကိုကောင်းကင်ဘုံမှာယာထားတဲ့ကျွန်တော်တို့ရဲ့အမွေတွေကိုမျှော်ကြည့်ပြီးတော့ရင်ဆိုင်ရာကုညီပါမည်အကြောင်းဆုတောင်းပါတယ်အာမင်ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာမနေ့ပြန်မှာလည်းတခြားသောဆုတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ